ဒီနေ့မှာတော့ချမ်းသာတဲ့ကောင်မလေးတယောက်ကြောင်းပြောပြပေးပါကဲစားလိုက်ကြရဝါငါတို့ဒီကဲငါချိုးရမယ်ဟောညကလေးခွဲလာကဲရပြီကဲငါချိုးရမယ်ရှင်းနေတော့ထိုးရမှာပဲနည်းနည်းတော့ခေါင်းမခါရွှဲတော့မှကားရရွှဲကြဒီမှာဆောင်းဝင်ကညချက်ထားရအဲ့ဒါလေးစားလိုက်တော့စပင်းလို့ရအောင်မယ်ခေရပြီကဲငါကြောက်ပြေးပြီညနေဆိုင်လေးစားပေါက်လိုက်တော့ရှုပ်တယ်အော်ငါလိုရလည်းချက်ပြပြန်ပြီနိုင်တုံးစေအောင်လို့အကြနေစီရစားတယ်နော်ဒုက္ခပါပဲပြေးမဒီပြေးဟာညအိမ်ဆိုင်တော့ဒီပိုင်းမြန်ပြီးပါလို့ကာရီမြန်ကားလာမှာမြန်ကဲပြေးပြီဟဲ့တောင်းရတော့အခါအိုးရပြီပြေးမနေပြေးယေးပြေးမြန်ရှေ့ရစားတယ်နော်မဆူတော့မှာပဲငါလည်းဘောင်းချင်းလေးပြေးနေရတော့မြန်ပြေးရမှာရှောင်းပြေးပါဒီညတော့ဟိုကနောက်ထပ်နောက်ကျနေရိုက်မယ်နော်ဟုတ်ကဲ့စားလိုက်လို့ရမယ်ငါကြလို့မရဘူးပထမအတန်းချိန်ပြီးတော့အခါမိုးရလို့ပြင်တယ်ကောင်းမှာပေါ့ငါညင်းပေါက်နေတယ်ပိုင်းရှိတရားနေကြမှာ